Hello မင်္ဂလာပါဒီနေ့တင်ဆက်ပေးမယ့်သတင်းကတော့ကိုရီးယားမှာရှိတဲ့ Hyundai ကားစက်ရုံနဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။ကဲစလိုက်ရအောင်နော်။ Hyundai ကားစက်ရုံမှာ10နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ်ဝန်ထမ်းတွေအပြည့်အဝအလုပ်နာပြီးတော့မှတပိတ်မောက်လိုက်ကြပါတယ်။ကိစ္စကတော့အုပ်ချုပ်ရေးပိုင်းနဲ့လာစားသက်သာချောင်ချီရေးညှိနှိုင်းရမှာအဆင်မပြေဖြစ်ခဲ့လို့ပါ။ဒီဆန္ဒပြပွဲမှာ Hyundai အလုပ်သမား4000ကျော်ပါဝင်ခဲ့တယ်လို့ Kia နဲ့အခြားကုန်ကျန်းတွင်ကုမ္ပဏီကဝန်ထမ်းတွေလည်းစိုးမျိုးရဲ့ Hyundai ရုံးချုပ်ရှိမှာလာရောက်ပူးပေါင်းခဲ့ကြပါတယ်။အလုပ်သမားတွေတောင်းဆိုနေတာကအပိုစုကြီး bonus တိုးပေးဖို့နဲ့အငိမ့်စားယူမဲ့အသက်60အထက်တိုးပေးဖို့အပဲဒါပေမဲ့အဓိကစိုးရိမ်နေကြတာကတော့ထုတ်လုပ်မှုလိုင်းတွေမှာ AI နဲ့စက်ရုပ်တွေအစားထိုးလာတာကြောင့်အလုပ်ပြုတ်သွားမှာကိုပါပဲ Hyundai ကတော့ Boston Dynamics စက်ရုပ်ကုမ္ပဏီကိုပိုင်ဆိုင်ထားပြီးတော့မှ2028ကစလို့ American စက်ရုံတွေမှာလူတူစက်ရုပ် humanoid robot တွေကိုစတင်သုံးဖို့ပြင်ဆင်နေတာပါဒါဟာအန်ဒီရရှိတဲ့အလုပ်တွေကို short ချပေးနိုင်ပြီးမြဝန်ထမ်းတွေအတွက်တော့စက်ရုပ်တွေကသူတို့နေရာကိုအစားထိုးဝင်ရောက်လာမှာကိုပူပက်နေရပါတယ်။သတင်းတွေရဲ့ခန့်မှန်းချက်အရတော့ဒီဆန္ဒပြမှုကြောင့်ကားအစီးရေ9000ခွဲကျော်ထုတ်လုပ်မှုစကြန့်ကြာသွားပြီးတော့မှဒေါ်လာ1.6ဘီလီယံကျော်ထိခိုက်မှုရှိနိုင်တယ်လို့သိရပါတယ်ရှင်။ဒါကတော့စိတ်ဝင်စားစရာကောင်းတဲ့သတင်းလို့ထင်တဲ့အတွက်ကြောင့်မလို့ဘာသာပြန်တင်ဆက်ပေးလိုက်ပြီးတော့မှမျှဝေလိုက်ရပါတယ်ရှင်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။